ခမအလျှော့ပေးနေတာတွေကတကယ်ငြိမ်းချမ်းမှုရောဟုတ်ရဲ့လားဒါမှမဟုတ်စိတ်တန်ရာတွေကိုစူဆောင်းတယ်လို့များဖြစ်နေပြီလားတခြားလူကကိုမကြိုက်တဲ့အရာတစ်ခုခုအပြုအမူတစ်ခုခုကို့အပေါ်လာလောက်တဲ့အခါပြဿနာဖြစ်မှာဆိုလို့ငြိမ်နေလိုက်တာမျိုးရှိဘူးမှာပါခမကတော့တိတ်တိတ်လေးနေလိုက်တာပြဿနာငြိမ်းတာပေါ့လို့ထင်နေပေမဲ့တကယ်တော့သူတို့ရဲ့ဆိုးရွားမှုတွေကိုခမကိုယ်တိုင်ကလက်ခံမိတယ်လို့ဖြစ်ပြီးတော့ဒဏ်ရာတွေကိုစူဆောင်းတယ်လို့ဖြစ်နေတတ်ပါတယ်ကျွန်တော်တို့လစ်လျူရှုခဲ့မိတဲ့အမှန်တရားတစ်ခုကကိုယ်ခံစားချက်တွေကိုမပြောဘဲမျိုးသိပ်ပြီးငြိမ်းချမ်းအောင်နေတာဟာပြဿနာကိုဖြေရှင်းတာမဟုတ်ပဲကိုဒုက္ခပြန်ပေးနေတယ်ဆိုတာပါသူများကိုမပြောမိအောင်ထင်ရင်ခမကိုဒုက္ခတွေကိုချိန်မိတ်သိခံခိုင်းတာမတရားပါဘူးအဲ့ဒီတော့ဒီနေ့ကစပြီးတခြားသူတွေရဲ့အဆင်မပြေမှုတွေကိုကိုကပဲအမြဲတမ်းခံစားပေးနေတာမျိုးတွေကိုရပ်လိုက်ပါတော့မကြိုက်ရင်မကြိုက်ကြောင်းပြောပြလိုက်ပါအဲ့ဒီလိုပြောလို့သူတို့ဒေါသထွက်မယ်ဆိုလဲထွက်ပါစေသူတို့ရဲ့တခဏတာဒေါသခမရဲ့တသက်စာတနှုံနှုံနဲ့စိတ်ပူပန်မှုတွေထက်အများကြီးပိုကောင်းပါတယ်ခမတို့ရောသူများစိတ်ဆိုးမှဆိုလို့ကိုဒုက္ခပေးနေမိတာဘယ်လောက်တောင်များခဲ့ပြီလဲအမြင်လေးတွေကို comment မှာမျှဝေသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်